ဒီလူဟာကံကောင်းစွာနဲ့ပဲဇွန်ဘီကြိုက်တာကိုခံခဲ့ရပြီးသူ့ရဲ့အချိန်တွေကုန်ဆုံးတော့မယ်ဆိုတာသူသိခဲ့ပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့ကြံရှိနေတဲ့ဘဝကိုအဆုံးသတ်ဖို့လက်နက်တစ်ခုကိုကောက်ယူခဲ့ပါတယ်။ဒါပေမဲ့သူ့လက်ထဲကငါးလသားအရွယ်သမီးလေးကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဆုံးဖြတ်ချက်တွေအားလုံးချက်ချင်းပဲပြိုပျက်သွားခဲ့ပါတယ်။ဒီလိုကဘာပြက်နေတဲ့လောကကြီးထဲမှာသူ့သမီးလေးတစ်ယောက်တည်းကြံရစ်ခဲ့ရင်အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သူဟာ48နာရီအတွင်းသူ့သမီးလေးအတွက်ဘေးကင်းတဲ့နေရာတစ်ခုကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ထွက်ပြေးနေစဉ်အတွင်းမှာကလေးလေးဟာသူ့အမေကိုလွမ်းပြီးမရက်မနားငိုယိုနေခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီလူဟာသူ့ဇနီးထားခဲ့တဲ့ရေမွေးကိုထုတ်ပြီးလေထဲမှာအနှဲငယ်ဖြန်းလိုက်ပါတယ်။အမေဖြစ်သူရဲ့ရင်းနှီးတဲ့အနက်လေးလေထဲမှာပြန့်နှံ့သွားတဲ့အခါကလေးလေးဟာအန်သားစရာကောင်းလောက်အောင်ငိုတာရပ်သွားခဲ့ပါတယ်။လမ်းမှာသူဟာသူ့မိသားစုကိုရှာဖွေနေတဲ့လမ်းပြောင်းနေတဲ့မိန်းကလေးငယ်တဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ကံကြမ္မာအရာသူတို့၃ယောက်ဟာမတေချာမရေရာတဲ့ရှင်သန်မှုခရီးစဉ်ကိုအတူတူစတင်ခဲ့ကြပါတယ်။ဒါပေမဲ့ဘိုင်းယက်စ်ပြန့်နှံ့မှုဟာသူထင်ထားတာထက်ပိုမြန်ခဲ့ပါတယ်။ကလေးတွေကိုအန္တရာယ်မပြုမိဖို့အတွက်သူဟာသူ့သမီးလေးကိုသူ့စိမ့်မိန်းကလေးစီအပ်နှံခဲ့ပြီးသူ့ရဲ့ယောဂလက္ခဏာတွေကိုထိန်းချုပ်ဖို့ကြိုးစားရင်းနာကျင်စွာနဲ့လှည့်ထွက်သွားခဲ့ပါတယ်။အချိန်တန်ကြာပြီးနောက်အဲ့ဒီလူဟာပြန်နိုးလာခဲ့ပေမဲ့သူ့သမီးလေးပျောက်ဆုံးနေတာကိုတီးလိုက်ရတဲ့အခါထိတ်လန့်သွားခဲ့ပါတယ်။သူဟာနေရာအနှံ့ကိုအသေးအံရှာဖွေခဲ့ပြီးနောက်ဆုံးမှာတော့သူ့သမီးလေးကိုကယ်တင်ခဲ့တာအဲ့ဒီမိန်းကလေးငယ်လေးဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူအတွက်အချိန်တွေကုန်ဆုံးနေပါပြီ။2နာရီအတွင်းမှာသူတို့3ယောက်ဟာလုံးဝမျှော်လင့်ချက်မဲ့တဲ့အခြေအနေကိုရောက်ရှိသွားတော့မှာပါ။ကံကောင်းထောက်မစွာနဲ့သူတို့ဟာအစားအသောက်တွေအများကြီးပါတဲ့ရုပ်ကားတစ်စီးကိုတွေ့ရှိခဲ့ပေမဲ့လူသူအရေးအယောင်တော့မတွေ့ရပါဘူး။သူဟာသူ့သမီးလေးကိုခေါ်ပြီးဒီမိသားစုကိုရှာဖွေတဲ့အခါသူတို့ဟာကျင်းတစ်ခုတူးနေတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီလူဟာသူ့သမီးလေးကိုစောင့်ရှောက်ပေးဖို့သူတို့ကိုအသေးအံတောင်းပန်ခဲ့ပေမဲ့အင်ရှင်မျိုးသားကညှင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီလူဟာဒီသူစိမ့်တွေဟာလည်းဘိုင်းယက်စ်ကူးဆက်ခံထားရပြီးသူတို့တူးနေတဲ့ကျင်းဟာသူတို့မိသားစုရဲ့နောက်ဆုံးအနားယူရနေရဖြစ်လာမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။စိတ်ပြတ်အားငယ်စွာနဲ့အဲ့ဒီလူဟာသူ့သမီးလေးကိုပွေ့ချီပြီးတိတ်ဆိတ်စွာထွက်ခွာသွားခဲ့ပါတယ်။မကြာခင်မှာပဲတောနက်ထဲကနေဒေနတ်တန်တစ်ချက်ထွက်ပေါ်လာခဲ့ပါတယ်။သူတို့ဟာဒီကဘာပြက်ကတ်ထဲမှာနောက်ဆုံးလွတ်မြောက်မှုကိုတခြားနည်းလမ်းတစ်ခုနဲ့ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဒီအချိန်မှာအဲ့ဒီလူအတွက်အသက်ရှင်ဖို့မိနစ်30ပဲကျန်ပါတော့တယ်။သူဟာချိုင်းထောင်းတဲ့တောင်ရှိကိုခဲရင်းစွာရှောက်လန်းနေရပါတယ်။နောက်ဆုံးမှာတော့သူဟာမြေပြင်ပေါ်ကိုလဲကျသွားပြီးတတိလစ်သွားခဲ့ပါတယ်။သူပြန်နိုးလာတဲ့အခါမှာတော့သူ့မျက်နှာဟာဇွန်ဘီတွေရဲ့ထူးခြားတဲ့အကြည့်အချွဲတွေနဲ့ဖုံးလွှမ်းနေခဲ့ပါတယ်။သူဟာမြေပြင်ပေါ်ကပုတ်ပုတ်နေတဲ့အသားတွေကိုကြည့်လိုက်ပြီးမလန်းမကန်းမှာတစ်သားတို့တစ်ချောင်းကိုကင်ထားတဲ့မိန်းကလေးငယ်လေးကိုကြည့်လိုက်တဲ့အခါသူ့စိတ်ထဲမှာနောက်ဆုံးအစီအစဉ်တစ်ခုရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူဟာတစ်သားတို့တစ်ချောင်းမှာအသားစိမ့်တွေကိုပတ်လိုက်ပြီးဘာပဲဖြစ်ဖြစ်သူ့သမီးလေးကိုကာကွယ်ပေးဖို့အဲ့ဒီမိန်းကလေးကိုတောင်းပန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာသူ့သမီးလေးကိုနောက်ဆုံးအကြိမ်နှမ်းခဲ့ပါတယ်။ဒါတွေအားလုံးလုပ်ပြီးတဲ့နောက်သူဟာသူ့သမီးလေးကိုသူ့ကြောပေါ်မှာအမြန်တင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ပါးစပ်ကိုပိတ်ဖို့နှုတ်သီးစွပ်တစ်ခုဆွတ်လိုက်ပြီးသူ့လက်တွေကိုကျိုးနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်လိုက်ပါတယ်။နောက်ဆုံးကြံရှိနေတဲ့အသီးစိတ်လေးနဲ့သူဟာကလေးနှစ်ယောက်ကိုခက်ခဲစွာနဲ့ရှေ့ကိုတည်ဆောင်သွားခဲ့ပါတယ်။ဒါဟာသူ့ဘဝမှာသူ့သမီးလေးအတွက်သူလုပ်ပေးနိုင်တဲ့နောက်ဆုံးအရာဖြစ်ပြီးဒီလောကကြီးမှာသူမအတွက်သူထားခဲ့တဲ့နောက်ဆုံးမေတ္တာလက်ဆောင်ပဲဖြစ်ပါတယ်။သူတို့မျိုးနွယ်စုစီရောက်တဲ့အခါမှာတော့သူတို့မြင်တွေ့လိုက်ရတဲ့အရာကြောင့်လူတိုင်းထိတ်လန့်သွားခဲ့ကြပါတယ်။အဲ့ဒီလူဟာသတိလစ်နေပြီဖြစ်ပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာသူ့ရဲ့နောက်ဆုံးတာဝန်ကိုဆက်လက်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။မျိုးနွယ်စုခေါင်းဆောင်ဟာသူ့ရဲ့ဆင်းရဲဒုက္ခကိုမကြည့်ရနိုင်တာကြောင့်သူ့ရဲ့နာကျင်မှုကိုအဆုံးသတ်ပေးခြင်းခဲ့ပေမဲ့အမျိုးသမီးတဦးကတားဆီးခဲ့ပါတယ်။သူမဟာကြံရှိနေတဲ့ရေမွေးပုလင်းကိုထုတ်ပြီးအဲ့ဒီလူရဲ့ရှေ့မှာညင်သာစွာဖျန်းပေးလိုက်ပါတယ်။သူသတိလစ်နေပြီဖြစ်ပေမဲ့လည်းအဲ့ဒီလူဟာရင်းနှီးနေတဲ့အနက်လေးကိုရနေဆဲဖြစ်ပါတယ်။သူ့သမီးလေးဘေးကင်းသွားပြီဆိုတာသူသိလိုက်ပါတယ်။ခေါင်းဆောင်ကသူ့ရဲ့လံနဲ့ထိုးချလိုက်တဲ့အခါမှာတော့သူ့ကလေးကိုကာကွယ်ဖို့အတွက်တဘောလုံးပေးဆက်ခဲ့တဲ့ဒီဖခင်ဟာနောက်ဆုံးမှာငြိမ်းချမ်းမှုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူ့သမီးလေးလည်းသူမရဲ့နောက်ဆုံးအင်္ဂေဟာကိုရှာဖွေတွေ့ရှိခဲ့ပါပြီ။ဒီမှာစိတ်ကောင်းရှိတဲ့လူတွေနဲ့နှွေးထွေးတဲ့မိသားစုတစ်ခုရှိပါတယ်။လူတွေကကလေးရဲ့အဝတ်အစားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီပေါ်မှာရေးထားတဲ့စကားလုံးနှစ်လုံးကိုတွေးလိုက်ရပါတယ်။အဲ့ဒါကတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးပါပဲ။ဒါဟာဒီဖခင်ရဲ့ပြည်စုံပြီးအကန့်အသတ်မဲ့တဲ့ချစ်ချင်းမေတ္တာပဲဖြစ်ပါတယ်။ဒီဘဝမှာချစ်ချင်းမေတ္တာရဲ့ဝင်ထုတ်ဝင်ပိုးကိုရှေ့ဆက်တည်ဆောင်သွားခဲ့ကြတဲ့မိဘတိုင်းကိုကျွန်ုပ်တို့အလေးပြုပါတယ်